မင်းကလေးရဲ့မျက်ရည်တွေကဆေးပကံထဲကိုကျသွားခဲ့တာကြောင့်မတန်ဆွမ်းဖြစ်နေတဲ့အကိုဖြစ်သူကအဲ့ဒီမျက်ရည်တွေပါတဲ့ဆေးကိုတောက်လိုက်တဲ့အခါမှာတော့အံ့ဖွယ်နည်းနဲ့မတက်ရက်နိုင်သွားခဲ့ပါတယ်။ဒါပေမဲ့မင်းကလေးရဲ့ဒီလိုစွမ်းရည်ကိုတခြားသူတွေကတော့နိမိတ်မကောင်းဘူးလို့ယူဆခဲ့ကြတာကြောင့်နောက်ဆုံးမှာမင်းကလေးဟာတဒေါင်းစားမလေးဖြစ်သွားခဲ့ရတယ်။သူမနေတိုင်းစားရတာကလမ်းဘေးကမျက်ရိုင်းတွေပဲရှိပါတယ်။ဒါပေမဲ့ဒီမင်းကလေးဟာတကယ်တော့ကံကောင်းခြင်းနဲ့သမီးဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူး။သူမနဲ့ထိတွေ့မိတဲ့သူမှန်သမျှကံကောင်းခြင်းတွေရရှိကြတာပါတနေ့မှာတော့မင်းကလေးဟာလမ်းဘေးမှာလေးရွက်ရှိတဲ့ကံကောင်းခြင်းမျက်လေးတစ်ခုကိုတွေ့လိုက်ရပါတယ်။သူမဟာနေတိုင်းဝဝလင်လင်စားရပါစေလို့အဲ့ဒီမျက်လေးကိုဆူတောင်းလိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲစစ်သူကြီးရဲ့ဇနီးကအဲ့ဒီနားကနေဖြတ်သွားခဲ့ပါတယ်။သမီးဖြစ်သူတည်ဆုံသွားပြီးကလေးကစစ်သူကြီးကဟာပြင်းပြင်းထန်ထန်ဖျားနာနေခဲ့တာပါမင်းကလေးကိုမြင်လိုက်တဲ့အခါသူမရဲ့သမီးလေးနဲ့တူတယ်လို့ထင်သွားတာကြောင့်ပြေးသွားပြီးဖတ်ထားလိုက်ပါတယ်စေခံတွေနဲ့ဒရိုင်မာကတော့ဒါကိုကြည့်ပြီးအံ့အားသင့်သွားကြတာပေါ့စစ်သူကြီးကတော့ဟာမင်းကလေးမှာစားစရာမရှိတာကိုတနာသွားပြီးသူမအတွက်အစားအစာတချို့ထုတ်ပေးပါတယ်ဒါပေမဲ့မင်းကလေးကသူမမှာစားစရာရှိပါတယ်လို့ပြောပြီးသူမအခုလေးတင်တူးထားတဲ့မျက်ရိုင်းတွေကိုညွှန်ပြခဲ့တယ်ဒါကိုမြင်လိုက်ရတဲ့ကတော့ဟာပိုပြီးစိတ်မကောင်းဖြစ်သွားပြီးအားနဲ့နေတဲ့ခန္ဓာကိုယ်ကြောင့်လဲကြမလို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအခါမင်းကလေးကအမြင်နေကောင်းပါစေလို့ဆူတောင်းပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲကတော့ဟာသူမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြန်လဲကျန်းမာလာတာကိုခံစားလိုက်ရတယ်အရင်ကမမနိုင်တဲ့အရာတစ်ခုကိုသူမမကြည့်လိုက်တဲ့အခါမှာတော့20ကီလိုလောက်ရှိတဲ့ကြောက်တုံးကြီးကိုတော့အသာလေးမလိုက်နိုင်တာကိုတွေ့လိုက်ရပါတယ်ကတော့ဟာဒီမင်းကလေးကိုကံကောင်းစေတဲ့ကျဲပွင့်လေးလို့ယူဆပြီးချက်ချင်းပဲသမီးဖြစ်မွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးတော့မင်းကလေးရဲ့ဆူတောင်းပြေသွားခဲ့ပါပြီ